အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒန်ယေလအနာဂတိကျမ်းကိုတစ်ဖန်ကြည့်လိုက်ရအောင်နေဘုတ်ကနေစာမင်းဒီနန်းစာနှစ်တွေအိမ်မက်ကိုမြေမက်တော်မူ၍ထိတ်လန့်ခြင်းစိတ်ရှိသောကြောင့်ဆက်တော်မခေါ်နိုင်သည်ဖြစ်၍အိမ်မက်တော်ကိုပြန်ပြောစေခြင်းကမာကုပညာရှိဘေဒင်တက်သူပြုเสียခါလဒဲเสียတို့ကိုခေါ်ချေဟုအမိန့်တော်ရှိသည့်အတိုင်းသူတို့၏အထံတော်သို့ရောက်လာကြသည်ရှိသောရှင်ဘုရင်ကငါသည်အိမ်မက်ကိုမြေမက်ပြီးထိုအိမ်မက်ကိုမတည်နားမလဲသည်ဖြစ်၍စိတ်မအီမသာရှိသည်ဟုမိန့်တော်မူ၏ခါလဒဲပညာရှိတို့ကလည်းအရှင်မင်းကြီးအသက်တော်အစဉ်မြဲရှင်ပါစေအကျွန်ုပ်တို့အားအိမ်မက်တော်ကိုမိန့်တော်မူပါအကျွန်ုပ်တို့သည်အနတ်ကိုဖော်ပြပါမည်ဟုရှုရိဘာသာဖြင့်လျှောက်ကြ၏ရှင်ဘုရင်ကလည်းငါအမိန့်တော်ရှိပြီထိုအိမ်မက်နှင့်အနတ်ကိုတင်တို့မဖော်မပြလျင်တင်တို့ကိုအပိုင်ပိုင်ဆင်းမိတင်တို့အိမ်များကိုလည်းနောက်ချီပုံဖြစ်စေမည်အိမ်မက်နှင့်အနတ်ကိုဖော်ပြလျင်ဆုလက်တပကဂုံအတရေများကိုငါပေးမည်တို့ဖြစ်၍အိမ်မက်နှင့်အနတ်ကိုငါအားဖော်ပြကြဟုခါလဒဲပညာရှိတို့ကိုမိန့်တော်မူ၏ထိုတို့ကအရှင်မင်းကြီးမြင်မဲ့တော်မူချက်ကိုအမိန့်ရှိတော်မူပါအကျွန်ုပ်တို့သည်အနတ်ကိုဖော်ပြပါမည်ဟုတဖန်လျှောက်ကြပြန်လျင်ရှင်ဘုရင်ကငါအမိန့်တော်ရှိပြီးသောကြောင့်တင်တို့သည်နေ့ရက်အချိန်ကာလကြာစေခြင်းကရွေးခြင်းတွေကိုငါအမှန်တည်အိမ်မက်ကိုငါအားမဖော်မပြလျင်တင်ဒီအကြံတစ်ခုတည်းသာရှိသည်ဖြစ်၍ကာလပြောင်းလဲသည့်တိုင်အောင်ငါရှင်း၌ရှောက်เสียဖို့ကောက်ကျစ်လိန်လေသောစကားကိုပြင်ဆင်နေကြပြီအိမ်မက်ကိုပြန်ပြောကြထိုတို့ပြောလေအိမ်မက်အနတ်ကိုဖော်ပြနိုင်သည်ကိုငါသိမည်ဟုပြန်၍မိန့်တော်မူ၏ခါလဒဲဆရာတို့ကလည်းအရှင်မင်းကြီး၏အမှုအရာကိုဖြေနိုင်မည်သူမြေကြီးပေါ်မှာတက်ရောက်မြမရှိပါအဘယ်မည်သောရှင်ဘုရင်သည်ဘုံတကူကြီးတော်လဲမာကုပညာရှိဘေဒင်သက်ခါလဒဲဆရာတို့ကိုဤသို့မေးမြန်းလက်မရှိပါအရှင်မင်းကြီးမေးမြန်းတော်မူသောအရာသည်ခက်ခဲသောအရာဖြစ်ပါ၏လူပဂတိနှင့်မဆက်ဆံသောဖယားမတပါအဘယ်သူမျှအရှင်မင်းကြီးရှေ့တော်၌မထုတ်မဖော်နိုင်ပါဟုတဖန်ပြန်ကြားလျှောက်ထားကြ၏ထိုစကားကိုကြားတော်မူလျင်ပြင်းစွာအမျက်တော်ထွက်၍ဘာဗလုန်မြို့၌ရှိသမျှသောပညာရှိတို့ကိုပေရှင်းစေဟုအမိန့်တော်ရှိထိုအမိန့်တော်ဆင့်ဆို၍ဒံယေလနှင့်သူ၏အပေါင်းအဖော်တို့ကိုတတ်ချင်းကရှာကြတော်ဒံယေလကအရှင်မင်းကြီးအမိန့်တော်၏အဘယ်ကြောင့်ဤမြလောက်လင်းမြန်သည်ဟုဘာဗလုန်ပညာရှိတို့ကိုပေရှင်းချင်းကထွက်သွားတော့ကိုရန်တော်မူအာယုတ်ကိုတတိပညာနှင့်မေးမြန်း၍အာယုတ်တီထိုအကြောင်းကိုကြားပြောလေဒံယေလသည်နန်းတော်တို့ဝင်၍အိမ်မက်တော်ကိုဖြေရသောနေ့ရက်အချိန်ကိုမဲတော်မူမည်အကြောင်းတနာခံပြီးမှမိမိအိမ်သို့ပြန်သွား၍ထိုအကြောင်းကိုမိမိအပေါင်းအဖော်ဟာနနိမိရှေလအာဂဇိတို့အားကြားပြော၍ငါတို့ဒီအခြားသောဘာဗလုန်ပညာရှိတို့နှင့်အတူမတည်မပြောက်စေခြင်းကဤနေ့နေ့သောအရာနှင့်ဂယုဏကျေးဇူးတော်ကိုခံရမည်အကြောင်းကောင်းကင်ဘုံရှင်ဖျားသခင်ကိုဆုတောင်းကြကုန်အံ့ဟုပြောဆို၏ညအခါဗျာဒိတ်တော်အပြင်ထိုနေ့နေ့သောအရာကိုဒံယေလအားဖျားသခင်ဖော်ပြတော်မူ၏ထိုအခါဒံယေလဒီလည်းကောင်းကင်ဘုံရှင်ဖျားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလက်ဘုရားသခင်၏နာမတော်သည်ထာဝရမင်္ဂလာရှိပါစေတည်းပညာနှင့်၎င်းအစွမ်းတတ္တိနှင့်၎င်းပြည့်စုံတော်မူ၏ကာလအချိန်ဥတုများကိုပြောင်းလဲစေတော်မူ၏ရှင်ဘုရင်တို့ကိုလည်းနှိမ်ချချီးမြှောက်တော်မူ၏ပညာရှိတို့အားပညာကိုပေးတော်မူ၏ဉာဏ်ရှိသောသူတို့သည်ကျေးဇူးတော်အားဖြင့်သာထူးထွင်း၍နားလေတတ်ကြ၏နည်းနည်းခက်ခဲသောအရာတို့ကိုထင်ရှားစွာဖော်ပြတော်မူ၏မောင်မိုက်၌ရှိသမျှတို့ကိုတည်မြဲ၍အလင်းဤတရားဖြစ်တော်မူ၏အကျွန်ုပ်တို့ဘိုးဘေးဤဖျားသခင်အကျွန်ုပ်တို့အားပညာအစွမ်းတတ္တိကိုပေးသနာ၍အကျွန်ုပ်တို့ဆုတောင်းသည့်အတိုင်းရှင်ဘုရင်ဤအိမ်မက်ကိုဖော်ပြတော်မူ၏ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုပါ၏ဟုဒံယေလမောဆိုပြီးမှဘာဗလုန်ပညာရှိတို့ကိုပေရှင်းစေခြင်းကရှင်ဘုရင်ခန့်ထားတော်မူသောအာယုတ်ထံသို့သွား၍ဘာဗလုန်ပညာရှိတို့ကို
မလုံကြံပါနဲ့အကျွန်ုပ်အထံတော်သို့ခေါ်တွင်းပါအကျွန်ုပ်ဒီအိမ်မက်တော်နဲ့အနက်ကိုခေါ်ပြ၍ရှောက်ပါမည်ဟုဆို၏ထိုအခါအာယုဒီဂျာယေလကိုအလင်းသစောအထံတော်သို့ခေါ်တွင်းပြီးလေအိမ်မက်တော်နဲ့အနက်ကိုအရှင်မင်းကြီးအားဖော်ပြနိုင်သောသူတစ်ယောက်ကိုယူဒအမျိုးလက်ရလူတို့တွင်အကျွန်ုပ်တွေ့ပါပြီဟုရှောက်လေ၏ရှင်ဘုရင်ကလည်းငါမြင်မက်တော်အိမ်မက်ကိုပြန်ပြော၍အနက်ကိုဖော်ပြနိုင်သလောဟုဘေလာရှာဇာအမည်ရှိသောဒံယေလကိုမေးတော်မူလေဒံယေလကအရှင်မင်းကြီးမေးမြန်းတော်မူသောအရာကိုပညာရှိဘေဒင်တမာကုပညာမာကုဆရာအနာဂတိဆရာတို့သည်အရှင်မင်းကြီးအားဖော်ပြခြင်းကမတတ်နိုင်ကြပါနည်းနည်းသောအရာတို့ကိုဖော်ပြ၍နောင်ကာလ၌ဖြစ်လက်တန်သောအရာတို့ကိုနေပုခနေစာမင်းကြီးအားကြားပြောတော်မူသောဖျားသခင်တဆူသည်ကောင်းကင်ဘုံမှရှိတော်မူ၏အရှင်မင်းကြီးနောင်၌ဖြစ်လက်တန်သောအရာတို့ကိုအိုတော်သည်ဆက်တော်ခေါ်၍မျော်လင့်တော်မူ၏နည်းနည်းသောအရာကိုဖော်ပြတော်မူသောဘုရားသခင်သည်နောင်ကာလ၌ဖြစ်လက်တန်သောအရာတို့ကိုကိုတော်အားဖော်ပြတော်မူ၏ဤနည်းနည်းသောအရာကိုကအခြားသောတတဝါအပေါင်းတို့ထက်အကျွန်ုပ်သား၍ပညာရှိသောကြောင့်အကျွန်ုပ်အားဘုရားသခင်ဖော်ပြတော်မူသည်မဟုတ်ပါကိုတော်သည်စိတ်နှလုံးတော်ကိုအထင်ကိုနားလည်နေအကြောင်းထိုအနက်ကိုအကျွန်ုပ်ပြန်ကြားလျှောက်ထားစိတ်တော်ကဘုရားသခင်ဖွင့်ပြတော်မူ၏အရှင်မင်းကြီးဆက်တော်ခေါ်၍မြင်မက်တော်မူသောယူပါယုံမှုမူကားကိုတော်သည်ကြည်ရှု၍ရုပ်တုကြီးကိုမြင်တော်မူ၏ထူးမြတ်သောအရာဝါနှင့်ပြည့်စုံ၍ကြီးမြင့်သောထိုရုပ်တုသည်ကြောက်မက်ဖွယ်သောပုံတံကိုဆောင်လက်ကိုတော်ရှေ့တော်၌တည်ရှိ၏သူ၏ဦးကောင်းသည်ရွှေစင်ဖြစ်၏ရင်ဘတ်လက်နှစ်ဖက်သည်ငွေဖြစ်၏ဝမ်းနှင့်ပေါင်နှစ်ဖက်သည်ကျေးဝါဖြစ်၏ခြေတလုံးနှစ်ဖက်သည်တန်ဖြစ်၏ခြေဖွားနှင့်ဖူမိုးသည်တန်တပိုင်တည့်ရွက်တပိုင်ဖြစ်၏ကိုတော်သည်ကြည်ရှုတော်မူစဉ်လက်နှင့်ဖြင့်မထုမလုပ်ပဲအလိုလိုဖြစ်သောကြောက်တလုံးသည်တာနှင့်တည့်ရွက်ဖြစ်သောရုပ်တို့၏ခြေကိုထိခိုက်၍ကျိုးဖက်သည်ရှိသောတန်တည့်ရွက်ကျေးဝါရွှေငွေတို့သည်ကျိုးဖက်ခြင်းမော်လဲလွေကာလ၌ကောက်နေတလင်းအမုတ်ကဲ့သို့ဖြစ်သည်ဖြင့်လေတိုက်လွှင့်၍သူတို့နေရာမရှိပျောက်လေ၏ရုပ်တို့ကိုထိခိုက်သောကြောက်မိုကတိုးပွားသဖြင့်တောင်ကြီးဖြစ်၍မြေကြီးတစ်ပြင်လုံးကိုဖုံးလွှမ်းသည်ဟုမြင်မက်တော်မူ၏ယခုတွင်အိမ်မက်တော်၏အနက်ကိုဖော်ပြ၍နားတော်လျှောက်ပါမည်အရှင်မင်းကြီးကိုတော်သည်ရှင်ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏ကောင်းကင်ဘုံရှင်ဖျားသခင်သည်နိုင်ငံနှင့်တကွတဘိုးအာနုဘော်တော်အစွမ်းတတ္တိဘုံအတရေကိုကိုတော်အားပေးတော်မူ၏လူနေရောက်ရှိသမျှတို့နှင့်မြေကြီးသားတရိษံမိုးကောင်းကင်ငှက်များတို့ကိုကိုတော်လက်၌အပ်ပေး၍ကိုတော်သည်အလုံးစုံတို့ကိုအုပ်ဆိုးရသောအခွင့်ရှိတော်မူ၏ကိုတော်သည်ရုပ်တို့၏ရွှေဦးကောင်းဖြစ်တော်မူ၏ကိုတော်နောက်၌ကိုတော်၏နိုင်ငံလက်အောက်မြတ်သောနိုင်ငံတစ်ခုသည်တည်ထောင်လိမ့်မည်ထို့နောက်မြေတစ်ပြင်လုံးကိုအုပ်ဆိုးသောကျေးဝါနိုင်ငံတဲဟုသောတတိယနိုင်ငံတည်ထောင်လိမ့်မည်စတုထနိုင်ငံသည်တန်ကဲ့သို့ခိုင်မာသောနိုင်ငံဖြစ်လိမ့်မည်တန်သည်အခြားသောအရာရှိသမျှတို့ကိုချိုးဖဲ့၍နိုင်တကဲ့သို့စတုထနိုင်ငံသည်ချိုးဖဲ့နှိပ်စက်ခြင်းကိုပြုလိမ့်မည်ရုပ်တို့၏ခြေနှင့်ခြေချောင်းတို့သည်တည့်ရွက်တပိုင်းတန်တပိုင်းရှိသည်ကိုမြင်တော်မူသည့်အတိုင်းအချင်းချင်းကွဲပြားသောနိုင်ငံဖြစ်လိမ့်မည်သို့တော်လည်းဖုတ်တော်တည့်ရွက်နှင့်တန်ရောနောဒီကိုမြင်တော်မူသည်ဖြစ်၍တန်ဒီခိုင်မာခြင်းတတ်သိရှိလိမ့်မည်ခြေချောင်းတို့သည်တန်တပိုင်းတည့်ရွက်တပိုင်းဖြစ်သည်နှင့်အညီဒိုနိုင်ငံသည်ခိုင်မာခြင်းနှင့်၎င်းကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်ဖုတ်တော်တည့်ရွက်နှင့်တန်ရောနောဒီကိုမြင်တော်မူသည်နှင့်ရောစွာနိုင်ငံသားတို့သည်အခြားသောလူမျိုးတို့နှင့်ပေါင်းဖော်ကြလိမ့်မည်သို့တော်လည်းတည့်ရွက်နှင့်တန်မရောနောနိုင်တကဲ့သို့သူတို့သည်အချင်းချင်းပေါင်းဖော်၍မသိနိုင်ကြလက်နှင့်မထုမလုပ်ပဲကြောက်တလုံးသည်တောင်ပေါ်ကအလိုလိုပိတ်ကွာ၍တန်ကျင်းဝါတည့်ရွက်ငွေရွှေတို့ကိုချိုးဖဲ့သည်ကိုမြင်တော်မူသည့်အကြောင်းအရာမှာပြည့်စည်ခြင်းတို့မရောက်နိုင်သောနိုင်ငံတစ်ခုကိုထိုမင်းကြီးများလက်ထက်၌ကောင်းကင်ဘုံချေဖျားသခင်သည်တည်ထောင်စေတော်မူမည်ထိုနိုင်ငံသည်အခြားသောလူမျိုးလက်သို့မရောက်ရဘဲအထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍အစဉ်အမြဲတည်လိမ့်မည်ထိုသို့နောင်၌ပြည့်လက်သောအရာတို့ကိုကြီးမြတ်တော်မူသောဖျားသခင်သည်အရှင်မင်းကြီးအားကြားပြောတော်မူ၏အိမ်မက်တော်ရွေ့လျော့ခြင်းမရှိအနက်တည်လည်းမှန်ပါ၏ဟု
အခါနေပုတ်ခနေစာမင်းကြီးသည်ပြည့်ဝင်၍ဒံရင်လကိုရှစ်ခုကိုွယ်ပြလေပူဇော်တကာပြုတ်ချင်းက၎င်းနန္တာမျိုးကိုမြည်ရှို့၍စက်ကတ်ချင်းက၎င်းစီရင်တော်မူလဲကိုရောသည်ဤနဲ့နဲ့သောအရာကိုဖော်ပြနိုင်သည်ဖြစ်၍အကယ်စင်စစ်ကိုရော၏ဖရာသခင်သည်ဖရာတို့၏ဖရာဘယင်တို့၏အရှင်နဲ့နဲ့သောအရာကိုဖွင့်ပြတော်မူသောသခင်ဖြစ်တော်မူ၏ဟုမိန့်တော်မူ၍ဒံယေလကိုချီးမြှောက်လက်များစွာသောဆုလက်တပကာတို့ကိုပေး၍ဘာဗလုန်နိုင်ငံတွင်ဝင်ကြီးအရာ၌၎င်းဘာဗလုန်ပညာရှိတို့ကိုအုပ်ဆိုးသောဝင်အရာ၌၎င်းခန့်ထားတော်မူ၏ထိုအခါဒံယေလသည်တန်တော်ဦးတင်သောကြောင့်မင်းကြီးသည်ရှာဒတ်မေရှက်အပေဒနာကောတို့ကိုဘာဗလုန်နိုင်ငံတွင်ဝင်အရာ၌ခန့်ထားတော်မူ၏ဒံယေလသည်နန်းတော်ဦး၌နေရလေ၏အာမင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ